လူတစ်ယောက်ရဲ့ဘဝမှာအမြင့်ဆုံးရောက်နေချိန်မှာမှရုတ်တရက်အနက်ရှိုင်းဆုံးကြောက်တဲ့ကိုပြုတ်ကျသွားတာမျိုးတင်ကြုံဘူးပါသလားကိုယုံစုအတွက်တော့အဲ့ဒီနေ့ဟာသူ့ဘဝရဲ့အဆိုးရွားဆုံးနေ့ပါပဲသူဟာတောင်ကိုရီးယားရဲ့ခုံဆောင်ဂျူဒိုလူရေးစင်တစ်ယောက်ပါဒါပေမဲ့ကန်ဂျမာရဲ့ကြိမ်စာကြောင့်ပြန်ပွဲကွင်းထဲမှာတင်သူ့ရဲ့အမြင်အာရုံတွေဟာထာဝရပျောက်ကွယ်သွားခဲ့ရပါတယ်သူ့ရဲ့ကဘာကြီးအမောင်ကျသွားချိန်မှာဘေးနားမှာအားပေးမဲ့သူတယောက်မှမရှိခဲ့ပါဘူးသူ့ရဲ့တူဒီတော်အကိုဒုစစ်ကတော့လိမ်လည်မှုပေါင်းများစွာနဲ့ထောင်ထဲမှာရက်ပေါင်းများစွာဖြတ်တန်းနေရသူပါဒါပေမဲ့ဒုစစ်ကညီဖြစ်သူရဲ့အဖြစ်ဆိုးကိုကြားလိုက်ရတဲ့အခါဝမ်းနည်းတာထက်ဒါကိုခွန်ကောင်းယူပြီးထောင်ကနေလွတ်ဖို့အကွက်ချပါတော့တယ်ဒုစစ်ဟာဟန်ဆောင်မျက်ရည်တွေနဲ့အာမခံယူပြီးအိမ်ပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ညီကိုနှစ်ယောက်ပြန်လည်တွေ့ဆုံမှုဟာနှွေးထွေးမနေခဲ့ပါဘူးငယ်ငယ်ကလေးကသူ့တို့ကိုပြစ်သွားခဲ့တဲ့အကိုကိုရောင်စုကလူလိန်လိုပဲသတ်မှတ်ထားပါတယ်။အိမ်ထဲမှာတယောက်တည်းအမောင်ထဲမှာဆန္ဒဘောပါနဲ့ရှင်သန်နေရတဲ့ရောင်စုကိုဒူစစ်ကဂယုမဆိုင်တဲ့အပြင်ရောင်စုရဲ့ပတ်စံတွေကိုပါနှိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီနေရာမှာငယ်ကိုနှစ်ယောက်အချင်းချင်းရန်ပြစ်ကြတဲ့အခန်းတွေရက်ကိုတယောက်အပြစ်တင်ကြတဲ့အခန်းတွေကကြီးစုသူတွေကိုစိတ်တိုစေတယ်လို့စိတ်မကောင်းလည်းဖြစ်စေခဲ့ပါတယ်။ရောင်စုကမျက်စိမမြင်ရတဲ့ကြားကသူ့ဘာသာသူရေချိုးထမင်းစားဖို့ကြိုးစားပေမဲ့ရရဟာခက်ခဲလွန်းနေခဲ့ပါတယ်။ဒါပေမဲ့ဇလန်းရဲ့အလဲပြောင်းကတော့ဒူစစ်ဘိုက်ခဏခဏနာနေတာကနေစပါတယ်။ဆေးရုံမှာစစ်ဆေးလိုက်တဲ့အခါသူဟာပန်ခရီးယပ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီးရှင်သန်ဖို့3 လပဲလိုတော့တယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီတဲ့ဟာဒူစစ်အတွက်မိုးချိုးပစ်လိုက်တယ်လို့ပါပဲ။သူထောင်ကထွက်လာတာရက်ပိုင်းပဲရှိသေးတယ်။အခုတော့တင်မင်းကသူ့ကိုလာခေါ်နေပါပြီ။သူတည်သွားရင်မျက်စိမမြင်ရတဲ့ညီလေးဘယ်လိုလုပ်မလဲ။ဒီအတွေးဟာသူ့ကိုပြောင်းလဲသွားစေပါတယ်။သူဟာညီလေးအတွက်နောက်ဆုံးအကိုတယောက်ဖြစ်အောင်ကြိုးစားပါတော့တယ်။ရောင်စုကိုအပြင်တွေလိုက်ဖို့ပေးတယ်။ကလပ်တွေခေါ်သွားပေးတယ်။ညီကိုနှစ်ယောက်အတူတူပျော်ပျော်ပါပါအချိန်တွေဖြုံးခဲ့ကြပါတယ်။ရောင်စုကတော့သူ့အကိုဘာကြောင့်ရုတ်တရက်ပြောင်းလဲသွားလဲဆိုတာကိုမသိရှာပါဘူး။ဒူစစ်ဟာသူ့ရဲ့နောက်ဆုံးထွက်သက်တွေကိုညီလေးအတွက်ပဲပုံအောပေးခဲ့ပါတယ်။သူဟာအင်ကိုအစ်ပြန်ပြင်းနေရောင်စုတယောက်တည်းလမ်းလျှောက်ရလွယ်အောင်နေရန်တွေမှာအမတ်သားတွေလုပ်ပေးတယ်။အကိုဖြစ်သူဟာငါရီမြေချမ်းမှာအလုတ်သွားလို့ရမယ်ဆိုပြီးလိမ်ပြောခါနှုတ်ဆက်ခဲ့ပါတယ်။ရောင်စုကိုလည်းဂျူဒိုပြန်ကစားဖို့အတင်းတိုက်တွန်းပြီးဘရာဇီးအိုလံပစ်အထိရောက်အောင်ပို့ဆောင်ပေးခဲ့ပါတယ်။ရောင်စုလေးစိတ်ကထွက်သွားတဲ့ချိန်မှာဒုစစ်တယောက်တည်းကျန်ရစ်ပြီးရှိုက်ကြီးတွေငင်ငိုခဲ့ရတဲ့မြင်ကွင်းကတော့ရင်မက်တဲကိုလက်နဲ့ထိုးလိုက်တယ်လို့ပါပဲ။သူဟာညီလေးရဲ့အောင်မြင်မှုကိုနောက်ွယ်ရနေပဲစောင့်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘရာဇီးမှာရောင်စုတယောက်ဖိုင်နယ်ပွဲကစားဖို့စိတ်တကြနေချိန်မှာညီးပြားကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။ရောင်စုမင်းကိုဟာတိတ်အံဆဲဆဲဖြစ်နေတာမင်းစီကရွှေရစစ်ကိုမြင်ပြီးမှသူစိတ်မဖြောင့်သေချင်တာတဲ့ဒီစကားဟာရောင်စုအတွက်အကြီးမားဆုံး motivation ဖြစ်သွားခဲ့ပါတယ်။သူဟာတန်ရာတွေကြားကနေအကိုအတွက်ရွှေရစစ်ကိုရအောင်ယူပေးခဲ့ပါတယ်။ဒါပေမဲ့သူကိုရီးယားပြန်ရောက်တဲ့အချိန်မှာတော့အိမ်မှာအကိုဖြစ်သူမရှိတော့ပါဘူး။အကိုဖြစ်သူချန်နာခဲ့တဲ့အတန်သွင်းဆက်လေးကနေရောင်စုမင်းကငန်းညီမလို့ငါရမ်းကုန်ယူတယ်။ကိုဘယ်တော့မှအားမငင်နဲ့ဆိုတဲ့စကားကိုကြားလိုက်ရချိန်မှာတော့ရောင်စုတွေမကပဲကြီးစုတူတိုင်းမျက်ရည်မစဲနိုင်အောင်ပြစ်ခဲ့ရပါတယ်။ဒီဇလန်းဟာမိသားစုမြတ်တာရဲ့ကြီးမားပုံကိုဖော်ပြနေတာပါ။တခါတလေမှာကျွန်တော်တို့ချစ်ရတဲ့အတူတွေဟာအနားမှာထာဝရရှိမနေနိုင်ပါဘူး။ဒါကြောင့်ရှိနေချိန်မှာတန်ဖိုးထားကြပါလို့ပြောရင်ဒီနေ့ရဲ့ record ကိုဒီမှာတင်အဆုံးသတ်လိုက်ပါရခင်ဗျာ။ channel လေးကိုလည်း like subscribe နဲ့ခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ခင်ဗျာ။